လားသမီးတော်များအောင်နေလားသမီးရဲ့ဟုတ်ကဲ့ဘယ်နာအောင်တာလဲဒီနာဟုတ်လားသမီးကဲဒါဆိုရင်ဆရာမတို့စိတ်ကန်းတော့ပြအောင်နော်ဟုတ်ကဲ့ဆရာသမီးဘိုင်းအောင်နေဆရာမဘိုင်းအောင်ပါဗောသမီးရဲ့ဘိုက်ထဲမှာတန်ကောင်းနေရှိနေတာဟုတ်လားဆရာမသမီးရဲ့ဘိုက်ထဲမှာဘာဖြစ်လို့တန်ကောင်းနေရှိနေရတာလဲအထက်ကတော့သမီးရဲ့ရှင်သားရဲ့အစားအစာကိုစားမိတာမျိုးပေါ့နောက်ဒီထက်ပိုပြီးအရေးကြီးတာကျန်းမာရေးနဲ့ညီညွတ်တဲ့ရှင်လုံးအိမ်သားတွေမတုံးဆွဲကြလို့ပဲရှင်လုံးအိမ်သားကဘာဖြစ်လို့အရေးကြီးတာလဲအရေးကြီးတာပေါ့သမီးရဲ့လူရဲ့အငြိကြီးတွေကိုအိမ်သားချင်းထဲမှာစနစ်တကျဆုံးပြလို့ရှင်လောကကြီးမပြတ်နိုင်တော့ကျမ်းမာရေးနဲ့ညီညွတ်တဲ့ရှင်လုံးအိမ်သားတွေတုံးဆွဲလို့ရှင်ရင်ကောင်လေးရလည်းမပေါက်ဖွားနိုင်တော့ဘူးအဲ့တော့သမီးကူလို့ဖြစ်ပွားနေတဲ့တန်ကောင်ယောဂိုင်းလည်းမဖြစ်နိုင်တော့ဘူးပြီးတော့ဝင်းနဲ့ပတ်သက်တဲ့ယောဂိုင်းလည်းဘာတစ်ခုမှမဖြစ်နိုင်တော့ကဲနားလည်နော်သမီးဟုတ်ကဲ့ဒါကြောင့်မလို့ဆရာမတို့တွေကလည်းသမီးတို့တွေကိုယောဂတွေမဖြစ်ရအောင်ကျောင်းကျမ်းမာရေးအနေနဲ့ရေလုံအိမ်နာတွေစောက်ပေးထားတာပေါ့ကွယ်နောက်ပြီးတော့သမီးတို့တွေလေးချင်ကောင်းနေရအောင်လဲအိမ်နာသုံးတဲ့ခါမှာရေသုံးဖို့အိမ်နာသုံးပြီးတဲ့ခါမှာလဲလက်ဆေးဖို့တွေကိုဆရာမတို့ကလေ့ကျင့်ပေးထားတာပေါ့သမီးရဲ့ကဲသမီးကျောင်းမှာဆရာမရတေချာလေ့ကျင့်ပေးထားသလိုသမီးအိမ်မှာလည်းစနစ်ကြလိုက်လာမယ်နော်ကဲနောက်ပြီးတော့သမီးလေးရဲ့မိမိကိုအိမ်မှာအိမ်နာစနစ်ကြတုံးယူလဲပြောပြလိုက်အခုဆရာမသမီးတောက်ဆေးပေးလိုက်နော်